ဒါကတော့ရွာမှာပြအောင်လေးရတာပေါ့ဗျာရေမြအောင်လေးရေမြအောင်လေးရေမြအောင်စိတ်ပင်ဝင်နေရေမြအောင်ကိုနေချင်းရှာရင်တွေ့ရဗျတော်ရည်ထဲမှာဒါကတော့လိုက်ပေါ်မှာပြောမြနေတဲ့ကင်ဆာပြောက်တယ်ဆိုတဲ့ဒီပေါ့ဗျာဂရူဒီကျွန်တော်တို့ပြောတော့ဂရူဒီလို့ခေါ်တယ်ရွာမှာပေါ်ပါတယ်ကင်ဆာကြီးပြောက်တယ်ဆိုတော့မင်းပေါ့ဗျာကင်ဆာမှန်တယ်ဗျပြောက်တယ်ဆိုတာအဲ့ဒီမင်းပဲဗျာဟာဒီမင်းပဲဗျာဒါကြောက်ဖြုံမင်းကြောက်ဖြုံမင်းလေးကမကြီးပင်မှာတီးနေတာကြောက်ဖြုံတီးနေလဲပေါ်တယ်ဒါတော့ရွာတွေကနမရီတွေသွင်းလာတာပေါ့နမရီသွင်းလာတယ်ဆိုတာဒါပေါ့ဗျာနမရီတွေသွင်းလာတော့ကြောက်ပြန်သားတွေပေါ့ဗျာအဲ့မှာဂရူဒီပေါ်တယ်ဂရူဒီတွေလိုင်းပေါ်မှာဗျာတင်ထားတာကျွန်တော်တွေးဦးတယ်အဲ့ကင်ဆာမှတ်သမျှပျောက်တယ်ဆိုတာလေလိုင်းပေါ်မှာအဲ့ဂရူဒီတွေပဲအဲ့တီးတွေပဲကျွန်တော်စီမှာပေါ်တယ်မင်းက6နေပြီအတီးတွေကမ6ဘူးဘယ်တော့မ6ဘူးတီးတွေကဘယ်လောက်ထားနှစ်3နှစ်လောက်ထားလဲမ6ဘူးတော့တီးတွေအတိုင်းပုတ်လည်းမပုတ်ဘူးသိုးလည်းမသိုးပုတ်လည်းမသွားဘူးဒီတိုင်းပဲခန်းနေတီးထားတယ်ကျွန်တော်ဆိုဒီတိုင်းစွတ်ထားတာနောက်နဲ့ထိတောင်မှအခန်းထဲရတာ